အားလုံးမင်္ဂလာပါဒီမိခွန်းအတွက်ကျေးဇူးများတင်ပါတယ်ကြည့်3လစင်ကာပူရဲ့လောအရာ6လအတွင်းလှုပ်ထုတ်ခံရရင်တဝက်ပြန်ပေးရမယ်ဒါပေမဲ့agency တစ်ခုနဲ့တစ်ခုသူတို့က policy တွေမျိုးရှိတယ်ဒါကြောင့်မလို့ပြောရခက်တယ်ဆိုတော့ကျွန်တော်အကြံပေးချင်တာကမြန်မာ agent တွေကိုတေချာမေးပါနော်မြန်မာ agent တွေကိုခင်ဗျားတို့ CV မှာအခင်မှာကောင်းတဲ့ agent တွေရှိတယ်စူးတဲ့ agent တွေရှိတယ် line ပေါ်မှာ Facebook ပေါ်မှာခင်ဗျားတို့တွေ့တဲ့လောက်တွေ့တဲ့မြောက်ကိုမယုံပါနဲ့ဒါကပြဿနာရှိတယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်ဒီလောက်ပဲပြောချင်တယ်တိုင်လို့ရတယ်ဒါပေမဲ့တိုင်တယ်ဆိုရင်လည်းပဲအဲ့လောက်ကိုကြိုက်တဲ့အဖြေထွက်ချင်မှထွက်မယ်မတွားခင်ကလေးကတီးချအဲ့ဒီ agent တွေကိုမေးပါနော်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေတင်ပေးပါမယ်ဒီ agency fee refund နဲ့ပတ်သက်ပြီးတော့ကျေးဇူးပြု follow လုပ်ပေးပါဟုတ်ပြီနော်